ဒီ idea ဘယ်သူပေးတာလဲ What's up bro မင်းတော့ပြုတ်ကြပြီပေါ့小家一人，来小家走过，有我的亲手妹，人家讲美人，人家讲一人，来小一辈子美，来小一辈子美。我咋就可恶？他们那边有没有吃饭呢？တွေကိုပေါ့နော်ဗလဲဟင်းခက်မုတ်နဲ့စားတွေကိုရောပြီးတော့ကျမတို့ထည့်လိုက်တယ်ပေါ့နော်တယ်လေးတွေပေးပါတက်ဖို့တော့ပေါ့နော်ရုပ်ရှင်ပါတယ်အရင်ဆုံးဆန်ကိုလော်တယ်ဆန်ကိုလော်ပြီးတဲ့အချိန်မှာရင်လေးပူပူလေးပြုတ်ထားပါတယ်အဲ့ဒါပြီးတဲ့အချိန်မှာအခုနကလော်ထားတဲ့ဆန်ကိုပြန်ပြီးတော့အဲ့ရင်လေးပူလေးတွေကိုထည့်လိုက်တယ်ကျမတို့ရဲ့ group နေရတော့ GED Promise ပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အိတ်ဆန်ပြုတ်ကိုလုံးဝမတုံးတဲ့အရာတခုကတော့အချုံမုတ်ပါကျက်ခါချင်းကြီးအင်အားဆန်ပြုတ်နဲ့ချက်တာဖြစ်ပါတယ်ကျွန်တော်ဆန်ပြုတ်ဘယ်လိုချက်လဲဆိုပထမဆုံးမြည်မွေးပါတယ်ဆိုတော့ဒီအရာကကျွန်တော်တို့ဘာကိုပြောချင်လဲပေါ့ဒါကဆန်ပြုတ်တစ်ခွက်ထက်ပိုတယ်ပေါ့ဒါကဆန်ပြုတ်တစ်ခွက်ထက်ပိုတယ်ပေါ့ပိုရဆိုတော့ကျွန်တော်တို့ဖြစ်ပါတယ်။ပါဝင်ရှင်ပြိုင်ပေးသွားတဲ့အဖွဲ့အသီးဒီကိုအထူးပဲကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းဖော်ပြလိုပါတယ်။မဆိုင်ကာလစင်ဆက်တယောက်တည်ရှိတည်နေတော်မူပါစေတော့။အာမင်။